လူတိုင်းဟာအချိန်မရွေးသေနိုင်တာပဲသို့တော့ဘယ်သူမှကိုယ်သေမယ်လို့ထင်ကြဘူးညာတော့ဖြစ်ကိုယ်အသက်ရှင်မယ်လို့ပဲထင်ကြတယ်အဲ့လိုထင်ရင်ကနေပြီးတော့သွားတာတွေအများကြီးပဲအိမ်ပြင်ထွက်လိုက်တာနဲ့အက်ဆီဒင့်နဲ့တွေ့ခြင်းနဲ့တွေ့သွားတာဘယ်သူမှမျှော်လင့်မထားတဲ့ဟာတွေအချိန်မရွေးသစ္ဆုံးခြင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့ငါရဲ့ဘဝဟာငါရဲ့ခန္ဓာကိုယ်ကြီးဟာသိဆုံးတဲ့သဘောရှိနေတယ်အချိန်ကြီးသိနိုင်တယ်သိခြင်းတရားကိုငါဘယ်လိုနည်းနဲ့မှကြောလွှားသွားလို့မရဘူးဆိုတာလေးကိုစဉ်းစားပေးပါတဲ့အများအားစဉ်းစားပေးပါအဲ့လိုစဉ်းစားပေးလို့ရှိရင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ်လဲလူတွေမှာမသေးဘူးလို့ထင်နေတာကိုဇီဝိတမတ္တလို့ခေါ်တယ်နော်အသက်ပေါ်မှာရည်မူးတယ်လို့ပြောတာမသေးဘူးလို့ထင်နေလို့ရှိရင်မဟုတ်တာလည်းလုပ်တတ်တယ်မသေးဘူးလို့ထင်နေသည့်အတွက်ကြောင့်သူကမိမိလျော့ရော့နေထိုင်လာမျောလင်းချက်ကြီးတွေနဲ့နေထိုင်လာတတ်တယ်လှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်ဖ ೇನೆ ဒီပေါ်မှာရေမူးလာရှင်မူးလာတဲ့ဇီဝိတပဒရှိလာရင်အကုသိုလ်တွေလှုပ်တတ်လို့ငါဟာအချိန်မျိုးသိနိုင်တယ်သိခြင်းတရားကိုငါမကြော်လွှမ်းနိုင်ဘူးလို့စဉ်းစားပေးခြင်းအပြင်မသိဘူးဆိုတဲ့ရှင်မူးမှုတွေဟာလျော့ကျသွား